အော်တိုဘာလ19ရက်နေ့ညပိုင်းအတွက်နယူးတစ္ဆာ channel ကနေပြီးတော့နောက်ဆုံးရဒေါ်လာသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးလိုပါတယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းတောင်းဆိုပါရခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ဒီကပ္ပစ16အနီးကရွာ၄ရွာကိုဝင်ထွက်ခွင့်ပိတ်လိုက်တယ်လို့သိရပါတယ်စစ်တပ်ကအဲ့လိုပိတ်လိုက်တဲ့အတွက်ဒီဒေသကနေစာရေးတောင်ရဲ့ခက်ခဲဖြစ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်တထုံရွှေစာရန်ဖျားရှိမှာနှညသက်တိုက်စစ်တပ်ကအထိုင်ချပြီးပေါ်တာဆွဲနေပါတယ်ရွေးကောက်ပွဲကိုမယုံကြည်လို့စောင့်ကြည့်အဖွဲ့တွေမလုပ်ဘူးလို့ EU အဖွဲ့ကပြောလိုက်ပါတယ်နောက်ကြောင်မဲတီဘောတိုက်ပွဲမှာဒီ SSPP ကစစ်ကောင်စီကိုကူညီပေးနေတာတွေရှိနေတယ်လို့ DNL ကပြောပါတယ်စလင်းပခုတ်ကူကျုပ်ဝင်ကောင်းတဲ့ကမ္မလူမြို့နယ်တို့မှာစစ်တပ်ကခီးသွွားပြည်သူတွေပါဝင်ကြေးရွာတွေကိုဝင်ရောက်စီးနင်းပြီးတော့လူငယ်30ကျော်လောက်ပေါ်တာဆွဲသွားပါတယ်အရာတော်လေကြောင်းတိုက်ခိုက်ခံရမှုမှာပြည်သူ9ဦးသေဆုံးသွားပါတယ်မုံရွာမန္တလေးလမ်းကငွေကောက်ခံဂိတ်တွေအလုံးပိတ်ဖို့ NUG KI ပကဖကညွှန်ကြားလိုက်တယ်လို့သိရပါတယ်ခင်ဗျာဒီသတင်းတွေကိုသူစည်းပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့အခုပထမဆုံးသတင်းအနေနဲ့တင်ဆက်ပေးလိုတာကတော့ဒီကပ္ပစ16အနည်းကရွာ၄ရွာကိုဝင်ထွက်ခွင့်ပိတ်လိုက်လို့ဒေသခံတွေစာရေးတောင်ရဲ့အခက်အခဲတွေ့နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ချင်ပါတယ်ဒီပဲခူးတိုင်းဗရောင်းမြို့နယ်မှာရှိတဲ့အမှတ်16ကာကွယ်ပစ္စည်းစက်ရုံကပ္ပစ16အနည်းကကြေးရွာ၄ရွာကဒေသခံတွေကိုအောက်တိုဘာ23ရက်ကစပြီးတော့စစ်ကော်မရှင်တပ်ကဝင်ထွက်ခွင့်ပိတ်လိုက်တယ်လို့ဒေသခံတွေကပြောကြပါတယ်နောက်မတုံရွာဖလုံရွာကြားချီရွာကြောက်စကွဲရွာဒေသခံတွေကိုကပ္ပစ16စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကရွာအပြင်ထွက်ခွင့်ပိတ်လိုက်တာဖြစ်ပြီးတော့အခုလိုပိတ်လိုက်တာကြောင့်ဒေသခံ1000ကျော်ဟာစာရေးတောက်ရဲ့အခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်တော့ဒီရွာတွေကဒေသခံတွေကတောတောင်တွေကိုမိခိုပြီးစားတောက်နေကြတာတစ်ကုတ်ဝါခုတ်ကြတယ်မိသွေးဖုတ်ကြတယ်ရွာကမထွက်ရတော့လက်လုတ်လက်စားတွေအတွက်အခက်အခဲဖြစ်သွားတာပေါ့စကစကလည်းရိခါတွေပေးတာမရှိဘူးသူတို့ဘက်ကပေးရင်တော့ကောင်းတာပေါ့လေလို့ဘရောင်းဒေသကမြို့သားတူကပြောပြပါတယ်ဒီအရကတက်တော် A နဲ့ပူပေါင်းတပ်ဖွဲ့တွေကဗရောင်းမြို့နယ်မှာထိုးစစ်အချိန်မြင့်လာတာကြောင့်ကပ္ပစ16အနီးမှာတိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်လို့ဆိုပြီးတော့အခုလိုအထက်ပါကျေးရွာတွေကိုအပြင်ထွက်ခွင့်ပိတ်ပင်လိုက်တာလို့လည်းအထက်ပါမြို့သားကဆိုပါတယ်ခင်ဗျာဒီရွာတရွာမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်10ဦးရှိပြီးတော့ရွာပြင်ထွက်လို့ဖမ်းပြီးရင်စစ်မှုထမ်းတင်နန်းပို့မယ်ဆိုပြီးပြောဆိုတာတွေလည်းရှိပါတယ်ဒီပြီးခဲ့တဲ့အောက်တိုဘာလ14ရက်ကဗရောင်းမြို့နယ်ပကံကွေ့ကျေးရွာတောင်ဘက်9ကီလိုမီတာအကွာမှာရှိတဲ့စစ်ကော်မရှင်ရဲ့63လုံးပွိုင်ကုန်းကို3နာရီလောက်ကြာတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာအပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့ရုပ်သံတွေနဲ့တကွအောက်တိုဘာ15ရက်မှာ AA ကထုတ်ပြန်ခဲ့ပါတယ်ဒီဓာတ်ပြင်ကပ္ပစ16နဲ့ကလျက်ကအင်ဂျီ300လောက်ရှိတဲ့မတုံကျေးရွာကိုလည်းဖေဖော်ဝါရီ19ရက်ကကပ္ပစ16တပ်နယ်မြေနဲ့ကျေးရွာလုံခြုံရေးအတွက်လို့ဆိုပြီးတော့အသက်16နှစ်ကနေပြီးတော့35နှစ်ရှိတဲ့ရွာကအမျိုးသား30ဦးကိုဒီကျေးရွာတွေကစစ်တနံပေးခဲ့ပြီးတော့ရွာကိုလည်းဖေဖော်ဝါရီ20ရက်ကစတင်ပြီးတော့စစ်ကော်မရှင်တပ်ကဝလုံးအချွန်တွေနဲ့ခြံစည်းရိုးခတ်ကာရန်ခဲ့ရသေးတယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်မွန်ပြည်နယ်တထုံမြို့ကဒီပေါ်တာဆွဲတဲ့တရင်ကိုဆက်ပြီးတင်ပြပါမယ်မွန်ပြည်နယ်တထုံမြို့လက်ကောင်မှာရှိတဲ့ရွှေစာရန်ဖျားရှိမှာစစ်တပ်ကနှညသက်တိုက်အထိုင်ချပေါ်တာဆွဲနေတာလို့သိရပါတယ်အောက်တိုဘာ16နဲ့15ရက်တုန်းမှာရန်ကုန်မော်လမြိုင်လမ်းမကြီးပေါ်မှာရှိတဲ့ရွှေစာရန်ဖျားရှိမှာည10နာရီမထိုးမီကလေးကပေါ်တာဆွဲတာဖြစ်ပြီးတော့ဆိုင်ကယ်စီးလာတဲ့လူငယ်တချို့ဖမ်းဆီးခံရတဲ့အကြောင်းတထုံမြို့ပင်လယ်ရက်ကွက်နေပြည်သူတို့ကပြောပါတယ်ဒီအရင်ကလေးကလည်းညဘက်ကင်းလက်ကားနဲ့တွေ့ရင်ဆွဲတယ်ဖမ်းကန်ထိရင်ပိုက်ဆံနဲ့ရွေးပြီးပြန်လွတ်လာတဲ့သူလွတ်တယ်ငွေမတတ်နိုင်ရင်တော့စစ်မှုတန်းနဲ့ပို့တယ်လို့ကြားတယ်အခုကနှညကတော့ဒီဖျားရှိမှာကိုတေချာဆောင်ပြီးဖမ်းတာတက်ကြီးပိုင်းကိုတော့မဖမ်းဘူးဘယ်သူမှမထွက်ရတော့ဘယ်နှယောက်ဖမ်းခံရတယ်လဲမသိဘူးဖမ်းထားတဲ့လူငယ်တွေရှိတာမြင်တဲ့သူတွေမြင်ကြတယ်လို့၎င်းကပြောဆိုပါတယ်ခင်ဗျာနောက်အော်တိုဘာ4ရက်နေ့ကလည်းဒီတထုံမြို့လေရင်ကွင်းအနီးနဲ့အတန်မိုင်းပောက်ကွဲတာဖြစ်ပွားပြီးတဲ့နောက်မှာမြို့အဝင်ထွက်နဲ့မြို့လက်ကောင်တို့မှာတင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့လည်းသိရပါတယ်ခင်ဗျာအဲ့လိုတင်းကြပ်နေတာကြောင့်တထုံမြို့နယ်ရွာတွေကတထုံမြို့ပေါ်ကိုလာရောက်ဈေးဝယ်သူတီးတီးတာတာနဲသွားတဲ့အကြောင်းတထုံမြို့မှဈေးဆိုင်ပိုင်ရှင်တူကပြောဆိုပါတယ်ခင်ဗျာနောက်သတင်းကတော့ဒီရွေးကောက်ပွဲကိုမယုံကြည်လို့စောင့်ကြည့်အဖွဲ့တွေမလုပ်ဘူးလို့ EU အဖွဲ့ကပြောဆိုလိုက်ပါတယ်
လာမဲ့ဒီဇင်ဘာလမှာစစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲဟာယုံကြည်ရတဲ့ရလဒ်ထွက်လာမှာမဟုတ်တာကြောင့်မြန်မာနိုင်ငံကိုလေးလာသူစေလွတ်ဖို့အစီအစဉ်မရှိတဲ့အကြောင်းဥရောပသမဂ္ဂ EU လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်ကမနေ့ကမလေးရှားမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုတာဖြစ်ပါတယ်။စစ်အစိုးရကကမကထပြုလုပ်ရင်ရလဒ်တစ်ခုပဲရနိုင်တယ်လို့သူကဆိုပါတယ်။မြန်မာနိုင်ငံဟာ2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကတည်းကနိုင်ငံတော်ဝန်မှရှိတဲ့နယ်မြေအများပြားကိုတော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ထားပြီးတော့စစ်အစိုးရကြောတော့နောက်ခံပြုထားတဲ့အုပ်ချုပ်ရေးရန်ရာကတနိုင်ငံလုံးအတိုင်းအတာအနေနဲ့အထွေထွေရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်တဲ့အကြောင်းဒီစစ်ကောင်းဆောင်ကအောက်တိုဘာလ15ရက်မှာဝန်ခံထားတယ်လို့ The Straits Times သတင်းစာမှာရေးသားထားပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့2021ခုနှစ်ရွေးကောက်ခံရတဒီမိုကရေစီအစိုးရကိုဖြုတ်ချပြီးတဲ့နောက်မှာမြန်မာစစ်အစိုးရဟာ၎င်းတို့ရဲ့အုပ်ချုပ်မှုတရားဝင်စေဖို့အတွက်အခုနှစ်ဒီဇင်ဘာလမှာလှုပ်ဆောင်မဲ့ရွေးကောက်ပွဲမှာအတူရောင်ရွေးကောက်ပွဲသာဖြစ်တဲ့အကြောင်းနောက်နိုင်ငံတွေအပါအဝင်နိုင်ငံတကာကဝေဖန်တာတွေရှိနေကြပါတယ်ခင်ဗျာ။နောက်ရှမ်းမြောက်ကြောက်မဲနဲ့ဒီဘောတိုက်ပွဲမှာ SSPP ကစစ်ကောင်စီကိုကူပြီးပေးတာတွေရှိနေတယ်လို့ DNL ကပြောပါတယ်။ဒီရှမ်းမြောက်ကြောက်မဲနဲ့ဒီဘောမြို့ကိုစစ်ကောင်စီဘက်ကထိုးစစ်ဆင်တိုက်ခိုက်တာမှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကစစ်ကောင်စီကိုကူညီပေးခဲ့တာတွေရှိနေတယ်လို့တန်တမတော် DNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရီဦးကပြောပါတယ်။နောင်ချိုတိုက်ပွဲမှာတအန်တပ်ဘက်ကလက်နက်ချီကြာစစ်ကောင်စီထိုးစစ်ကိုခုခံနိုင်ခဲ့ပေမဲ့ကြောက်မဲနဲ့ဒီဘောမှာတော့ SSPP ကနေမီလမ်းကြောင်းအရာကူညီတာတွေရှိနေတာတွေကြောင့်တအန်တပ် DNL ကရေချီခုခံဖို့အခက်အခဲရှိနေတယ်လို့ဆိုပါတယ်ခင်ဗျာ။ဒီဘောတိုက်ပွဲမှာ DNL ကကျင်းတီတရအနည်းအပါဝင်ဘောဂျိုကျေးရွာမှာခံစစ်ပြင်ထားပေမဲ့စစ်ကောင်စီက SSPP ထိန်းချုပ်ဒေသကနေပြန်ဝင်လာတာကြောင့်ဒီဘောမြို့တဲကိုအလွယ်တကူဝင်ရောက်လာနိုင်တာလို့လူရီဦးကရွှေပြည်မြေသတင်းဌာနကိုပြောဆိုထားပါတယ်။သူပြောတာကကြောက်မဲနဲ့ဒီဘောမှာ SSPP ဘက်ကစစ်ကောင်စီကိုကူညီပေးနိုင်တာရှိတော့ကျမတို့စခန်းတွေစစ်ကောင်စီကအမြန်ထိုးပေါက်ဝင်ရောက်နိုင်တာရှိတယ်။ဒီဘောကိုကြည့်မယ်ဆိုရင်ကျမတို့ကကျင်းတီမာရောဘော်ဂျူမာရောခံစစ်အနေနဲ့ပြင်ထားတာရှိတယ်။ဒါပေမဲ့စစ်ကောင်စီက SSPP ထိန်းချုပ်ထားတဲ့နေရာကနေတွာလာခွင့်ရပြီးတော့ကျမတို့ကစိန်ခေါ်မှုတွေရှိပြီးတော့စစ်ကောင်စီကအသာသေးရတာမျိုးတွေရှိပါတယ်လို့ပြောပြပါတယ်။တီဘောမြို့အတွင်းကနေ TNL ကတက်ဆုပ်ပေးခဲ့ရပြီးတော့တီဘောမြို့ပြင်မှာတော့တန်တပ်ဖွဲ့တွေကဆက်ရှိနေတယ်လို့လူရီဦးကဆက်ပြောပါတယ်။TNL အနေနဲ့စစ်ကောင်စီကိုတိုက်ထုတ်ဖို့အားလုံးနဲ့ပူးပေါင်းလုပ်ပေမဲ့ပူးပေါင်းပါဝင်မှုကလည်းအားနည်းတာကြောင့်တအန်ဘက်ကမြို့တွေကိုဆက်ထိန်းချုပ်ဖို့အခက်အခဲရှိနေတယ်လို့ဆိုပါတယ်။ကြောင်မဲမြို့ပြန်ရဖို့စစ်ကောင်စီတပ်ကထိုးသစ်ဆင်ရမှာလဲဂုတ်တွင်းချောင်းကိုဖြတ်ပြီး SSPP ထိန်းချုပ်ထားတဲ့နောင်ပိန်လမ်းကြောင်းကနေတဆင့်ထိုးသစ်ဆင်တိုက်ခိုက်လာတာဖြစ်ပါတယ်။ SSPP နဲ့ TNL ကမဟာမိတ်တပ်တွေဖြစ်ကြပေမဲ့132ကွန်စစ်စင်ရေးစတင်ပြီးတဲ့နောက်ပိုင်းမှာနှစ်ဖက်တပ်တွေအကြနယ်မြေအငင်းပွားမှုတွေမကြာခဏဖြစ်ပွားပြီးတော့ပြစ်ခတ်မှုတချို့လည်းရှိခဲ့ပါတယ်ခင်ဗျာ။မကွေးတိုင်းဘက်ကပေါ်တာဆွဲတဲ့သတင်းကိုဆက်ပြီးတင်ပြကြပါမယ်။အော်တိုဘာလ16ရက်နေ့မှာစလင်းမြို့နယ်မှာရှိတဲ့ကြက်သားကန်ရွာတောင်ဘက်ချမ်းအမိုက်ကျင်းမှာဘူးကုံကောက်နေတဲ့တာဖ3ဦးကိုစစ်တပ်ကဖမ်းဆီးပြီးတော့ဖခင်ဖြစ်သူကိုခေါ်ဆောင်သွားပါတယ်။အဲ့ဒီနေ့မှာပဲစလင်းမြို့နယ်မှာရှိတဲ့တနကုန်းရွာကိုကျန်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးတော့လူငယ်4ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီလိုဖမ်းဆီးခံရသူ5ဦးဟာအသက်အရွယ်20ကျော်အရွယ်က35နှစ်အရွယ်လူငယ်တွေဖြစ်ပြီးတော့လက်ရှိအချိန်ထိစလင်းမြို့မှရဲစခန်းအချုပ်ခန်းထဲမှာဖမ်းဆီးထားတယ်လို့လည်းသိရပါတယ်ခင်ဗျာ။အလားတူပဲမကွေးတိုင်းပခုတ်ကူမြို့နယ်မကြီးကန်ရွာကိုလည်းအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးတော့လူငယ်9ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့အကြောင်းဒေသနေပြည်သူတွေကပြောပြပါတယ်။အော်တိုဘာလ16ရက်နေ့မှာလည်းပခုတ်ကူတပ်မ101ကထွက်လာတဲ့အင်အား90လောက်ရှိတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပခုတ်ကူမြို့နယ်မကြီးကန်ရွာကိုဝင်ရောက်စီးနင်းပြီးတော့လူငယ်9ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီ9ဦးဟာမကြီးကန်ရွာကဖြစ်ပြီးတော့အသက်20အရွယ်နဲ့40ကျော်အရွယ်လူငယ်တွေဖြစ်ပါတယ်။လက်ရှိအချိန်မှာအဲ့ဒီလူငယ်9ဦးကိုပခုတ်ကူတပ်မ101ကိုခေါ်ဆောင်သွားတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ဒါ့အပြင်ကျုပ်ပင်ကောင်းမြို့နယ်အုပ်ဖို့မြို့နယ်အဆက်ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကလည်းအော်တိုဘာ10ရက်နေ့မှာကြေးရွာတွေကိုစစ်ကြောင်းထိုးပြီးတော့ပြည်သူတွေကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့လည်းသိရပါတယ်။အဲ့ဒီအကြမ်းဖက်
စစ်တပ်စစ်ကြောင်းဟာရေငန်ရွာကပြည်သူ၈ဦးတရတော်ရွာကပြည်သူ6ဦးနဲ့မအူတန်းရွာကပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးသွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာဒါအပြင်ဒီသခိုင်းတိုင်းကံဘလူမြို့နယ်မှာလည်းအောက်တိုဘာ23ရက်နေ့ကရွှေဘိုမြို့နယ်ဘက်ကတနိုင်းဘက်ကိုတက်လာတဲ့အန်စာတုံးကားတစည်းပေါ်လိုက်ပါလာတဲ့လူငယ်9ဦးကိုလည်းစပယ်နတာပြူစောတိစကန်ကအကြမ်းဖက်စစ်သားတွေကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်သခိုင်းတိုင်းအရာတော်မြို့နယ်မှာလေကြောင်းတိုက်ခိုက်ခံရလို့ပြည်သူ9ဦးသေဆုံးပါတယ်ဒီသခိုင်းတိုင်းအရာတော်မြို့နယ်တစ်ချိုရွာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူ9ဦးသေဆုံးခဲ့ပြီးတော့9ဦးဒဏ်ရာရခဲ့တယ်လို့ဒေသနေပြည်သူတွေကပြောကြပါတယ်ဒီကနေ့အောက်တိုဘာလ18ရက်မနေ့10နာရီဝန်းကျင်ကတစ်ချိုရွာစာတင်ကျောင်းအနီးကိုစစ်တပ်ကပေါင်900ပုံကျဲပြီးတော့လေကြောင်းတိုက်ခိုက်သွားတာလို့ဒေသခံတွေကပြောပြပါတယ်ဒီတိုက်ပွဲလည်းမရှိဘူးအလွတ်ကြီးလာကျဲသွားတာတေဆုံးတိကိုက်တွေရှိတယ်လုံခြုံရေးအခြေအနေအရအသေးစိတ်တော့ထုတ်ပြလို့မရသေးဘူးလို့ဒေသခံတို့ကပြောဆိုပါတယ်လက်တလို့သိရတဲ့သတင်းတွေအရဆိုရင်အဲ့ဒီတစ်ချိုကံပြည်သူ9ဦးတေဆုံးပြီးတော့9ဦးလောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်းဆိုပါတယ်ခင်ဗျာဒီလေကြောင်းတိုက်ခိုက်တာတွေကြောင့်ဒေသခံတွေလည်းရွာထဲကနေတင်းရှောင်နေကြတယ်လို့ပြောကြပါတယ်ဒီစစ်ကောင်စီကရတ္တတွေကိုပြတ်မှတ်ထားကလေကြောင်းအုပ်ပြုတိုက်ခိုက်တာတွေစက်တိုက်ပြုလုပ်နေပြီးတော့ဒီမန္တလေးတိုင်းအတွင်းမှာနထိုးကြီးမရယာနဲ့တပိကြီးမြို့နယ်တို့မှာလည်းနေ့စဉ်လေကြောင်းတိုက်ခိုက်နေပါတယ်ပြီးခဲ့တဲ့သတင်းကြိုလာပြညကစကိုင်းတိုင်းချောင်းဦးမြို့နယ်မှာစီမီထွန်းနေတဲ့ပြည်သူတွေကိုဒီစက်တက်လေဒီနဲ့ဘုံကျက်တိုက်ခိုက်လို့ပြည်သူ20ကျော်တေဆုံးပြီးတော့60ကျော်ဒဏ်ရာရရှိခဲ့ပါတယ်ခင်ဗျာနောက်မုံရမန်းလေးလန်းကငွေကောက်ခံဂိတ်တွေအလုံးကိုပိတ်ဖို့ခရိုင်ပကဖကညွှန်ကြားတဲ့သတင်းကိုတင်ဆက်ပါမယ်။စကိုင်းတိုင်းမုံရမန္တလေးလမ်းမှာမြို့သားညီညွတ်ရေးအစိုးရ NUG အခွန်ကောက်လုပ်ငန်းဂိတ်တွေကလွဲလို့တခြားဂိတ်တွေကိုအောက်တိုဘာ20ရက်ကစပိတ်ဖို့ခရိုင်ပကဖကညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။ဒီတော်လှန်ရေးတပ်ဖွဲ့တွေလမ်းပေါ်တက်ဂိတ်ဆောင်ဖွင့်ပြီးတော့ငွေကြေးကောက်ခံနေလို့ပြည်သူတွေပြောဆိုလာတာကြောင့် NUG ရဲ့မုံရခရိုင်စစ်ဌာနခရိုင်ကုကဲရေးအဖွဲ့နဲ့မုံရွာခရိုင်အခွန်ကောက်လုပ်ငန်းစီစစ်ထိန်းချောင်းရေးအဖွဲ့တွေရဲ့တရားဝင်အခွန်ဂိတ်တွေကလွဲလို့ခရိုင်ထက်ကအလူခံဂိတ်ကအစဂိတ်တွေအလုံးကိုပိတ်ထားဖို့မနေ့ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒီခရိုင်ပကဖလက်အောက်ခံတရင်ကရဲဘော်တယောက်ပြောတာက15ဘွဲ့ရှိရင်15ဘွဲ့လုံးကကောက်တော့ပြည်သူတွေလည်းမြင်လာတဲ့အပိုင်းပါတာပေါ့အဲ့ဒါကြောင့်ပိတ်လိုက်တာပါအရင်ကတော့ဂိတ်ဖွင့်ပြီးငွေမကောက်ကြဖို့မြို့နယ်အနေနဲ့ပဲထုတ်တာရှိပေမဲ့အခုတစ်ချိန်မှာတော့ခရိုင်အနေနဲ့ပထမဆုံးချိန်ထုတ်ပြန်တာဖြစ်ပြီးတော့ကားတီးကိုကောက်ခံတဲ့တတ်မှတ်နှုံးမရှိဘဲတရာကြီးသာကောက်ခံခဲ့ပေမဲ့ဂိတ်နဲ့အဖွဲ့အစည်းအရေးအတွက်တိုးလာလို့ပိတ်လိုက်တာလို့ဆိုပါတယ်ညွန်ကြားချက်ကိုမလိုက်နိုင်ရင်တတိပိရေးယူသွားမယ်ဆိုပြီးတော့တော်လိုင်းအင်အားစုတွေအားလုံးကိုတိပေးထားတယ်လို့လည်းဆိုပါတယ်ခင်ဗျာဒေသခံတယောက်ပြောတာကဘာလို့ပိတ်တာလဲဆိုရင်ရတဲ့ငွေကြေးတွေကိုအလွဲသုံးစားလုပ်တာရောပြီးတော့တော်လိုင်းအဖွဲ့မဟုတ်တဲ့သူတွေကလည်းတက်ကောက်နေတာမျိုးတွေကြောင်းလို့သိရတယ်။စာကတော့ခဏခဏထုတ်တာပဲပြီးရင်လည်းဒီတိုင်းပဲဆိုတော့ဘယ်သူမှတိတ်ကိုဂယူးမဆိုင်ကြတယ်လို့ဖြစ်နေတယ်။ဒီထိထိရောက်ရောက်လုံနိုင်ပါသေးကြောင်းပဲဆူတောင်းနေပါတယ်။မုံရမန္တလေးလမ်းပိုင်းပေါ်မှာအကောက်အများဆုံးပါပဲစီပေါစာတစည်းကို6000ထိတောင်တောင်းတယ်လို့ပြောပြပါတယ်။ဒီအဲ့ဒီလိုကောက်ယူနေတဲ့ဂိတ်တွေဟာထီဆောင်အရာတော်လမ်းပိုင်းမုံရမြင့်မှုလမ်းပိုင်းတွေမှာဂိတ်ပူများပြီးတော့မုံရွာအရာတော်လမ်းပိုင်းမှာတော့မြို့နယ်အခွန်ဂိတ်ပဲရှိတယ်လို့သိရပါတယ်ခင်ဗျာအော်တိုဘာလ19ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီများသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်